လေးတို့စီကအပေါ်လိုင်းဆိုတာဒါမျိုးကွက်လက်တီတဲ့မမတို့ကြီး6500တဲ့ကဲဒါကတော့မဖြူတို့စီကအပေါ်လိုင်းလို့ပဲပြောရမှာပဲပေါ်တယ်ဆိုတာကဈေးပဲပေါ်တာတခြား quality တွေပိတ်စာတွေစေတနာတွေမပေါ်ဘူးအကုန်ကအပြည့်ထည့်ပေးပြီးသားမမတို့ဒါဈေးပေါ်နဲ့လာယူ6500နဲ့ရမှာကာလာကတော့9အောင်8အောင်လောက်လာမယ်နဲ့တူတယ်ရှီစင်းလေးရှီသားအစ်စ်ကလေးဒါလေးတွေမကြီးတို့မဖြူဘောင်းမရှိလေးအောင်ချုပ်ရောင်းပေးဘူးကဲလက်ကလေးကိုလည်းကြည့်ဒီလိုမျိုးလက်ကနော်လက်ကဆန်ဆန်လေးလုပ်ပေးထားတယ်ရှေ့ခွဲလေးကိုမှကဲဘလောက်တောင်ချစ်စရာကောင်းလဲဆိုတော့ဒီလေးသွားထားတာဟဲ့လှလိုက်တာကဲအဲ့ဒါလေးကို6500တဲ့ရင် site က40နဲ့40နဲ့မှ4ရင်44ကတော့6900ပေးရနော်တစ် site ကိုတော့200လေးတိုးပေးနော်မဖြူဝတ်ထားတာ40နဲ့ကတင်ပြည့်လားသမီးဆိုဝင်နေကြ site တဲ့ site တိုးယူညီမလေး40နဲ့ဝတ်ပြထားတာနော် color line လေးလိုက်ကြည့်မယ်100 200 300ချစ်စရာလေး ready made ဆန်ဆန်လေးမှာကဲ6500တော့မိုင်းကြီးတက်မှာတယ်အဲ့ညီမလေးဘယ်နဲ့ထည့်ယူရမလဲ3တယ်တော့ယူပေးနော်42ပဲယူ40နဲ့မှ6ပဲယူ3တယ်တော့မဖြူယူပေးရ44ပဲယူ3တယ်တော့ယူပေးထဲမှာမေဆိုထဲပုံဒါတွေကမြင်မြန်ကုန်